Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ထွေထူးတော့မဟုတ်ဘူးပေါ့နော်ဖတ်တရားကန်ချီအနီနာမှာကျွန်တော်နေနဲ့အနီနာမှာဖတ်တရားကန်ချီစီတယ်အဲ့ဒါကိုဖတ်တရားကန်ချီတွားရင်လည်းကျွန်တော်ပြင်ပြဗီဒီယိုလေးတွေရိုက်မယ်ဗီဒီယိုလေးတွေရိုက်ရင်လည်းဖတ်တရားကန်ချီကိုဒီအနီနာမှာကားလမ်းမှာလေဘာနဲ့တွားမလဲဆိုတော့ဒီ30တန်ကားလေးနဲ့တွားမှာပေါ့30တန်ကားလေးနဲ့တွားပြီးတော့30တန်ကားပေါ်မှာရောက်မှပဲကျွန်တော်ထပ်ပြီးတော့ဗီဒီယိုလေးတွေတင်ပြီးတော့မယ်အဲ့ကကြမှာဆက်ပြီးတော့ပြန်ဆက်ကြည့်လိုက်ပေါ့နော်အခုကကျွန်တော်လမ်းမဘေးတော့ရောက်ပြီလမ်းမဘေးမှာကျွန်တော်ကားဆောက်ရမယ်ဆိုတော့ကားဆောက်တဲ့ခံချက်ထိုက်တော့မပြတော့ဘူးဒီခုတော့ကျွန်တော်ကားလေးကိုခဏတော့ဆောက်လိုက်ရမယ်ကန်ချီရောက်ရင်တော့ကျွန်တော်တစ်ခါပြန်ရိုက်ပြမှာပေါ့နော်ဒီခုတော့ခဏတော့ကားဆောက်လိုက်ရမယ်ကန်ချီလာရင်းနဲ့ပေါ့ဒီအနီးနားလေးမှာဆိုင်ကယ်တိုက်မှုဖြစ်တယ်ဆိုင်ကယ်တယောက်တိုက်တာအဲ့ဒါရေဘော့ကားလေးနဲ့ခေါ်အဲ့ဒါလေးဗီဒီယိုလေးတစ်ချက်ရိုက်မိတယ်ဟိုရတန်ရာတွေတော့တူတော့မရဘူးတရုတ်နဲ့ထိုင်းနဲ့တူတယ်ဆိုင်ကယ်လေးတွေရင်တိုက်မှုဖြစ်သွားခဲ့တယ်ရင်တိုက်မှုလေးဖြစ်သွားတော့တရုတ်ကတော့ခြေထောက်နဲ့အထိနာပါတယ်ရှမ်းမ2ယောက်တော့ဒီမှာထိုင်ပြီးတော့စကားလေးပြောရင်းနေကြတယ်ပဲဒါပေမဲ့သူတို့လည်းခြေထောက်လေးတွေနေချင်းထိသွားခဲ့တယ်တရုတ်ပဲကြတော့ထိုင်ကုန်မှာထိုင်တော့သူခြေထောက်တော့တော်တော်ထိများနေတယ်ကျွန်တော်ကြည့်တော့သူခြေထောက်တော့တော်တော်ထိများခဲ့တော့ပေါ့လက်ရှိကကျွန်တော်ကားဆောက်နေကားဆောက်နေကျွန်တော်ရဲ့အစီအမံဖြစ်သွားတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးတွေရိုက်ဖြစ်ခဲ့တယ်ကဲတိုင်းတော့ကန်ချီရောက်မှာပဲကျွန်တော်ဗီဒီယိုလေးဆက်တင်နေတော့မယ်ဒါတော့ကန်ချီစင်းတယ်ကန်ချီအစီပဲချင်ရတော့ကားဆောင်ပြီးဆိုတော့တော့အစီအရရိုက်ပြီးလို့မရဘူးเนาะအဲ့ဒါကျွန်တော်အကြောင်းပြန်ရိုက်ပြီးနေတာကန်ချီကိုစင်းလာနေတဲ့ချိန်ခဏနေကြကန်ချီကိုလည်းပြရတယ်ကန်ချီကွင်းအောင်ရောက်ပြီအဲ့ဒီပင်လေပဲချန်ခိုင်းချီကျွန်တော်ကကန်ချီကိုပဲထိတ်ချီတော့မဆိုတော့ဒါအဲ့ဒီကန်ချီကိုပဲရိုက်ပြပင်လေပဲချန်ရိုက်ပြတယ်လို့ပြောဒီဖက်ထရာကန်ချီရာဒီထိုင်းနိုင်ငံမှာနာမည်ကြီးတဲ့ကန်ချီတစ်ခုဆိုတော့ဟုတ်တယ်ဒီနာမည်ကြီးကန်ချီရဟုတ်တယ်သူကကော်လန်ကျွန်းနဲ့စီတယ်ကော်လန်ကျွန်းကိုဟိုးပတ်ချင်နေစီတယ်ကော်လန်ကျွန်းကတော့အရန်ဝေးတာပေါ့နော်သူကမုံဝါးလေးပဲတွေ့ရတယ်ကော်လန်ကျွန်းအဲ့ဒီကိုသွားဖို့ဆိုရင်နောက်တစ်ပတ်လောက်ကြာရင်ကျွန်တော်အဲ့ဒီကော်လန်ကျွန်းကိုသွားပြီးတော့အသေးစိတ်ဗီဒီယိုလေးကိုရိုက်ပြမယ်နော်ဒီတစ်ခါတော့ဒီကန်ချီအနီးနားကိုကျွန်တော်ရောက်ခဲ့တယ်ဆိုတော့ဒီကန်ချီအနီးနား view point တွေကိုပဲကျွန်တော်ရိုက်ပြီးတော့ပြခဲ့တယ်။ဆက်စီတော့ဒါကန်ချီ view point တွေတော်တော်လာတယ်။နိုင်ငံခြားသားတွေယူတာတွေတော်တော်များများကိုစုံတယ်